1986ခုနှစ်ကပေါ့ကျွန်တော်စိတ်ကမ်းမှာ9ရောက်နေတော့တကိုးလေးတယောက်နဲ့ဆုံခဲ့တယ်။ကောင်မလေးတယောက်ပေါ့။သူကနေ့တိုင်းကျွန်တော်တတိမထားမိတဲ့အချိန်တန်းကားလေးတွေကိုခိုးယူသွားတတ်တယ်။ကျွန်တော်မြင်ပေမဲ့ဘယ်တော့မှမသိချင်အောင်ဆောင်ပေးခဲ့ဘူး။ငါးသေးမွားလေးတွေကရောင်းရင်လည်းပတ်စံသိမ့်မရပါဘူး။ဒါပေမဲ့အဲ့ဒီကလေးအတွက်တော့ဝါလင်းလင်းထမင်းတနက်ဖြစ်စီတာပေါ့။အဲ့ဒီနောက်ပိုင်းသူလာယူလို့ရအောင်နေ့တိုင်းငါးနဲ့ပစုံချုပ်ကိုတက်တက်ဖယ်ထားပေးမိတယ်။ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီမပြောပါတော့တဲ့ကူညီမှုလေးတစ်ခုကသူ့ကိုကျွန်တော်ဘဝမှာအရေးကြီးဆုံးလူတစ်ယောက်ဖြစ်လာစေခဲ့တယ်။ကျွန်တော်နာမည်ကကျန်းရွှန်ရှမ်းရှီเจ้าမြို့နယ်စိတ်ကမ်းမှာ9ရောက်လာတာ9နှစ်ရှိပြီဖြစ်တဲ့တတိပေါ့ရောရပြီဗျာလာဝဲတဲ့သူတွေကပြောကြတယ်ကျွန်တော်ငါးကြီးခွန်ထိုးငါးလုံးနေတဲ့ပုံစံကရေလုံသားနဲ့မတူဘူးတဲ့သူတို့ပြောတာမမှားပါဘူးလွန်ခဲ့တဲ့10နှစ်ကကျွန်တော်ကင်တွယ်ခဲ့တာကအမှုတွေလေနေ့တိုင်းအဲ့ဒီအချိန်ဆိုသူလာနေကြခိုးနေတာအခုဆိုခွဲလောက်ရှိပြီကျွန်တော်တခါမှမဖမ်းမိချင်အောင်ဆောင်ခဲ့ဘူးမှုကင်းရဲ့တယောက်အနေနဲ့ခြေရခံချောင်းမြောင်းရတာစိတ်ရှည်ဖို့လိုတယ်ကျွန်တော်မှစိတ်ရှည်မှုတွေအပြည့်ရှိတယ်ဒီကလေးဘလို့အခြေအနေမျိုးဖြစ်နေလို့လဲငါးတီတွေနဲ့ငါးအဆုပ်ပြက်တွေကဒီတိုင်းဆိုတွန်းပြရမှာပဲသူယူသွားတာတွေကဘာမှတန်ဖိုးမရှိပါဘူးဒါပေမဲ့သူပစ္စည်းတွေနှိုက်ယူနေတဲ့အချိန်သူ့မျက်လုံးတွေကိုကြည့်ရတာခိုးနေတဲ့ပုံစံနဲ့မတူဘူးအသက်ရှင်ဖို့ရုန်းကန်နေရတဲ့ပုံစံမျိုးဒီလိုမျက်လုံးမျိုးကျွန်တော်မြင်ဘူးတယ်လွန်ခဲ့တဲ့အနှစ်20ကတမီးဖြစ်သူကျွန်တော်ကိုနောက်ဆုံးအချိန်လှည့်ကြည့်သွားတော့ကလည်းအဲ့ဒီလိုမျက်လုံးမျိုးပဲဒီကောင်မလေးရဲ့အိမ်ပဲမှာလဲကျွန်တော်မသိဘူးသူဒီငါးတွေကိုယူပြီးဘာလို့မလဲဆိုတာလည်းမသိဘူးဒါပေမဲ့ကျွန်တော်သိတာတစ်ခုကတော့ဒီစိတ်ကမ်းမှာကယ်တင်ရှင်ကိုစောင့်မျှော်နေတဲ့ကလေးတစ်ယောက်ထပ်တိုးလာပြန်ပြီဆိုတာပဲဟာအဲ့ဒီလောက်ထိချောင်းဆိုးနေတာတရက်နှစ်ရက်တည်းမဟုတ်ဘူးအဲ့ဒီကောင်မလေးရဲ့အိမ်မှာတယောက်ဖျားနာနေတာဖြစ်ရမယ်ဒါပေမဲ့သူဘယ်မှာနေလဲကျွန်တော်မသိဘူးပြီးတော့ဝင်ပါတင်သလားမပါတင်ဘူးလားလဲမဝေခွဲတတ်ဘူးဒီလောကမှာတနာစရာကောင်းတဲ့ကလေးတွေအများကြီးပဲကျွန်တော်အကုန်လိုက်ကူညီနိုင်မှာမလား3ရက်ရှိပြီအဲ့ဒီကောင်မလေးပေါ်မလာဘူးသူ့အတွက်နေတိုင်းပူဖယ်ထားပေးတဲ့ငါးတွေလည်းယူမဲ့သူမရှိပဲနောက်ဆုံးတော့ပင်လယ်ထဲပဲပြန်တုံးပစ်လိုက်ရတယ်သူ့အိမ်မှာဘာတွေဖြစ်နေလဲကျွန်တော်မသိဘူးဒါပေမဲ့အဲ့ဒီနေ့ကသူ့ရဲ့ချောင်းဆိုးတန်ကကျွန်တော်ခေါင်းထဲမှာတဝဲလေလေဖြစ်နေတော့မယ်ဘာဖြစ်လို့လဲစိတ်နဲ့လူနဲ့မကတ်တယ်လို့ပဲဘာမှမဖြစ်ပါဘူးဘသူကိုစောင့်နေတာလဲဘသူကိုမှမစောင့်ပါဘူးကျမကိုပတ်စံ50လောက်ချိပေးပါလို့အတနာခံပါတယ်မောင်လေးတည်တော့မယ်မတူးထောက်နဲ့မောင်လေးဘာဖြစ်လို့လဲသူဖျားနေတာရက်တော်ကြာပြီဒီနေ့မနက်ကစပြီးရောက်တက်နေတာကျမအမှန်တော့ပတ်စံစုထားတာ3ချက်ခွဲတစ်နှစ်လုံးစုထားတာဒါပေမဲ့အဲ့ဒီပတ်စံတွေကအဖေနဲ့အမေလူသွားတယ်သူတို့မင်းညကပြန်လာပြီကျမလက်ထဲမှာပတ်စံတွေ့တော့လူသွားကြတယ်ဖဲသွားရိုက်မလို့တဲ့3ချက်ခွဲကိုတစ်နှစ်လုံးစုခဲ့ရတာမောင်လေးကအသက်လူနေရတယ်သူကတော့ဒီမှာတူးထောက်ပြီးပတ်စံ50ချီးနေတယ်သူ့အဖေနဲ့အမေကတော့ကလေးရဲ့အသက်ကပတ်စံကိုလူပြီးဖဲသွားရိုက်ကြတယ်တကယ်ပဲဒီကောင်မလေးကမိမိကိုယ်တောင်ပုံအောပြီးအတနာခံနေရှာတာထမင်းအများကြီးစားမိသွားတယ်တွားကြစို့မင်းအိမ်ကိုလိုက်ပို့ပေးမောင်လေးကအဲ့ဒီလောက်အထိနေမကောင်းဖြစ်နေတာမင်းတယောက်တည်းဘယ်လိုလုပ်ပွင့်နိုင်မှာလဲဖဲဆန်းဒီလောက်အထိပူချစ်နေအောင်ဖျားနေတာဘယ်နှရက်ရှိပြီလဲ၄ရက်ရှိပြီဘာလို့ဆေးရုံကိုစောစောမပို့တာလဲဒီကောင်မလေးကိုယ်တိုင်တော့အနိုင်အသက်ရှင်နေရတာကိုမောင်လေးကိုကယ်ဖို့ပဲတွေးနေရှာတယ်မင်းကျွန်တော်နောက်လိုက်ခဲ့အမပြင်းထန်အဆုတ်ရောင်ယောဂကြောင့်သတိလစ်သွားတာပါအာဟာရလည်းအရန်ချို့တက်နေတယ်နောက်တစ်ရက်တာနောက်ကျရင်ဒီကလေးအနေရရှိနိုင်တယ်ဆရာဝန်ကယ်လို့ရမလားခင်ဗျာကယ်လို့ရပါတယ်ဆေးရုံတက်ပြီးဆေးသွင်းရမယ်အရင်ဆုံးစပုံငွေ200သွားသွင်းလိုက်ပါလောက်ပါမလား86ကျပ်နဲ့5ပြားမလောက်ဘူးဒါပေမဲ့အရင်ပေးပြီးဆေးရုံတက်ထားလိုက်ကျွန်တော်အုပ်ချုပ်ရေးမှုနဲ့တွားပြောပေးမယ်ကြံတာကိုဖြည်းဖြည်းချင်းအကျွေးဆက်ပေါ့အဆင်ပြေသွားမှာပါဒီပတ်စံတွေကိုကျွန်မပြန်ဆက်ပါမယ်မလောပါနဲ့ကျွန်မအကျွေးစာချုပ်ရေးပေးပါမယ်တင်ထားလိုက်ပါသမီးပတ်စံရှိမှပဲပြန်ပေးတော့ဒီကောင်မလေးကငိုလဲမငိုဘူးအော်လဲမအော်ဘူးဒီအတိုင်းမတက်ရက်ပြီးမောင်လေးကိုစိုက်ကြည့်နေတယ်ဒါပေမဲ့သူ့လက်တွေတုံနေတာကိုကျွန်တော်မြင်နေရတယ်ဒီ3ချက်ခွဲလေးကိုသူတစ်နှစ်လုံးစုခဲ့ရတာသူ့မောင်လေးရဲ့အသက်ကဒီ3ချက်ခွဲပေါ်မှာတည်နေခဲ့တာကိုလူယူချင်းခံလိုက်ရတယ်ကလေးမလေးရာမင်းအဖေနဲ့အမေကမင်းတို့ကိုပြစ်ထားတာပဲသူတို့အခုဘယ်ဖဲဝိုင်းမှာလဲပတ်စံရရင်သူတို့ဖဲဝိုင်းမဲသွားကြတာဦးလေးဘယ်သွားမလို့လဲ